ပြခြင်းလေးမြန်မာပူဒီယိုလောကတစ်ခုမှလေဇာညွန့်စီယာဒီလိမ်ဘဝလေးအမြဲပြုတ်ဆောင်သူနိုင်လူဘဝလေးအမုန်းတို့ခံတဘာဝစံလို့တယုံဆောင်ကောင်းလေးလေမင်းသားကိုလေးတနာအောင်အကျဉ်းရံတွေလောက်ပြချာသူတယုံဆောင်ကောင်းဖြစ်မယ်နိုင်လူမျက်နှာပရိတ်တ်တွေမုန်းမင်းသားတို့ရင်ခံဘာမှပြန်မလုပ်နဲ့ဒါရိုက်တာခိုင်းသမျှအပြေကမှာနိုင်လူပုံကြီးဘီလိန်တယောက်ရဲ့အလွမ်းမျက်ရည်သည်ရွှေမဖြစ်နိုင်ဘူးသိပါရဲ့နိုင်လူစိတ်ဓာတ်လာတာသိစေခြင်းပရိတ်တ်တွေကိုတောင်းမှကျွန်တော်ဘဝဟာအမြဲပြေကမှာအမုန်းကတဲချွေတဲ့မျက်ရည်နိုင်လူဘဝကိုတီးပွဲဆိုပြခြင်းကြာရကြုံရဘဝမှာမင်းသမီးမုန်းတဲ့နိုင်လူမင်းသားထိုးတဲ့နိုင်လူအပြင်မှာလဲလူတိုင်းအမုန်းခံအကယ်ဒမီအိမ်မက်မနစ်လူနိုင်လူကြိုးစားလိုက်ပါကွာမြန်မာပူဒီယိုလောကထဲမှာအကောင်းဆုံးဇာတ်ကြံကားတွေရိုက်နေသူ့ဘဝဇာညွန့်နေရအမှန်ဘီလိန်တယောက်ဖြစ်ဇက်ဖို့ဘဝမှာနေရယူကိုရွှေမင်းသားကောင်းဖို့တရုပ်ဆောင်နေအောင်နိုင်လူပြင်းနေငိုတဲ့လူတွေမကြားလို့ဖြစ်မှာပါဒီလိန်တယောက်ရဲ့ဇက်ဖို့ဘဝမှာနေရယူကိုရွှေမင်းသားကောင်းဖို့တရုပ်ဆောင်နေအောင်နိုင်လူပြင်းနေငိုတဲ့ဒါကိုပရိတ်တ်ကြပါစေအခန်းကသူတရုပ်ဆောင်နိုင်လူကိုအများကမုံမသေးကိုဖြစ်ချင်တာကိုမြတ်လို့တဲ့ကိုလူပညာကိုကြရာကတရုပ်ဆောင်နေနိုင်လူဘဝလေးနားလက်ပေးလိကျင်မင်းသားအကယ်ဒမီရအောင်စပ်ဖို့တွေဝိုင်းဝန်းကူညီအဖြစ်ကံတို့ရင်ထဲမြည်ရည်မြေကငယ်လိုကောင်းတဲ့ဇက်လန်တို့ကြာရကြုံရစမှာမင်းသမီးမုန်းတဲ့နိုင်လူမင်းသားထိုးတဲ့နိုင်လူအပြင်မှာလဲလူတိုင်းအမုန်းခံအကယ်ဒမီအိမ်မက်မနစ်လူနိုင်လူကြိုးစားလိုက်ပါကွာမြန်မာပူဒီယိုလောကထဲမှာအကောင်းဆုံးဇာတ်ကြံကားတွေရိုက်နေသူ့ဘဝဇာညွန့်နေရအမှန်ဘီလိန်တယောက်ဖြစ်ဇက်ဖို့ဘဝမှာနေရယူကိုရွှေမင်းသားကောင်းဖို့တရုပ်ဆောင်နေအောင်နိုင်လူပြင်းနေငိုတဲ့လူတွေမကြားလို့ဖြစ်မှာပါဘီလိန်တယောက်ရဲ့ဇက်ဖို့ဘဝမှာနေရယူကိုရွှေမင်းသားကောင်းဖို့တရုပ်ဆောင်နေအောင်နိုင်လူပြင်းနေငိုတဲ့ဒါကိုပရိတ်တ်ကြပါစေ